ကျွန်တော်တို့တယောက်ချင်းစီမှာဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်စေအောင်မြင်ဖို့အတွက်ကြိုးစားတဲ့အခါမှာပဲဖြစ်စေကိုယ့်ကိုယ်တန်ဖိုးထားဖို့ကိုယ့်ကိုယ်ယုံကြည်ဖို့ကိုယ့်ကိုယ်လေးစားမှုရှိဖို့ဆိုတာအရန်အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့မှာတော့ကိုယ့်ကိုယ်တန်ဖိုးထားမှု self esteem ရဲ့အကြောင်းနဲ့ self esteem ကိုဘယ်လိုမျိုးနီးလန်းနေနဲ့ကျွန်တော်တို့မြင့်တင်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးသွားပါအောင်နော်Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast by DK YouTube channel လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်က self esteem လို့ခေါ်တဲ့ကိုယ့်ကိုယ်တန်ဖိုးထားတဲ့စိတ်ကိုဘယ်လိုမျိုးမြင့်တင်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုpresentation လေးနဲ့အတူတူကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဓိကကတော့ဒီ self esteem နဲ့ပတ်သက်လို့ရှိရင်ပြောစရာအကြောင်းအရာလေးနည်းနည်းများတဲ့အတွက်ကြောင့်မလို့ကျွန်တော်အချက်လက်လေးမေ့မသွားအောင်ပေါ့နော် presentation လေးနဲ့ကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သွားလိုက်ကြရအောင်အရင်ဆုံးအနေနဲ့ self esteem ဆိုတာဘာလဲပေါ့နော် self esteem ဆိုတာအဓိကအဖြစ်မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ကိုယ့်ကိုတန်ဖိုးထားတဲ့စိတ်လို့ကျွန်တော်တို့ဘာသာပြန်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ကိုတန်ဖိုးထားတဲ့ဆိုတဲ့အောက်မှာကျွန်တော်တို့ဘာတွေပါနေလဲဆိုတော့ကိုယ့်ကိုလေးစားမှုပါမယ်ကိုယ့်ကိုယုံကြည်မှုပေါ့နော်ပြီးတော့ကိုယ့်ကိုချစ်တဲ့စိတ် self love ဒါတွေလည်းဒီ self esteem ရဲ့အောက်မှာပါဝင်နေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့self esteem ဆိုတာတဲ့ကိုယ့်ကိုမြင်တဲ့အမြင်ပေါ့နော်overall perception ကိုယ့်ကိုဘယ်လိုမြင်နေလဲပေါ့ဒါက self esteem ပဲပြီးတော့ကိုယ့်ရဲ့တန်ဖိုးပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုမျိုးသတ်မှတ်လဲပေါ့ဒါကလည်း self esteem လို့ခေါ်တယ်ပြီးတော့ဒီ self esteem ကတဲ့ကိုယ့်ကိုတန်ဖိုးထားမှုပြီးတော့လို့ရှိရင်ကိုယ့်ကိုလေးစားမှုကိုယ့်ကိုယုံကြည်မှုတွေပေါ်မှာသူကတက်ရောက်မှုရှိပါတယ်တဲ့ self esteem မြင်ဖို့ဘာကြောင့်အရေးကြီးရလဲပေါ့နော်အဓိကအားဖြင့်ကတော့ကျွန်တော်တို့ self esteem မြင်လို့ရှိရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းမွန်တယ်ပြီးတော့ relationship တွေမှာပို့ပြီးတော့အဆင်ပြေတာတွေ့ရတယ်ပေါ့နော် self esteem မြင်တဲ့လူတွေကပြီးတော့သူတို့ကသူတို့ရဲ့အလုပ်အကင်တွေမှာလည်းအောင်မြင်မှုရှိတာကိုတွေ့ရတယ်ပြောင်းပြန်မယ်ပေါ့နော် self esteem နှိမ့်လို့ရှိရင်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းမှု relationship တွေမှာလည်းအဲ့လိုမျိုးအဆင်မပြေမှုတွေကြုံရတတ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ career ဘိုင်းမှာလည်းအခက်အခဲတွေအဲ့လိုမျိုးပြဿနာတွေနဲ့ကျွန်တော်တို့တွေပို့ပြီးတော့ကြုံရလိမ့်ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့အခက်အခဲတွေနဲ့တွေ့တဲ့အခါမှာဘယ်လိုမျိုးဖြည့်ရှင်းလဲပေါ့နော်ကျွန်တော်တို့ဖြည့်ချင်းပုံဖြည့်ချင်းဒီပေါ်မှာဒီ self esteem အနေအမြင့်ကတက်ရောက်မှုရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေပေါ့နော်ဆုံးဖြတ်ချက်တွေနဲ့ကျွန်တော်တို့ကိုတွန်းအားပေးတဲ့ motivation တွေပေါ့ဒီအရာတွေပေါ်မှာလည်းဒီ self esteem ကလွှမ်းမိုးမှုရှိပါတယ်တဲ့ဒါကြောင့်မလို့ self esteem ကိုမြင့်တင်ဖို့အတွက်အရေးကြီးတာဖြစ်ပါတယ် self esteem နှိမ့်စေတဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီအရာတွေကတော့တကယ်တော့တယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးအများကြီးရှိတယ်ပေါ့နော်အများစုဖြစ်လိမ့်ရှိတာကတော့ငယ်တော့မကောင်းတဲ့အတွေ့အကြုံတွေကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ self esteem နှိမ့်ကြတတ်တယ်ပြီးတော့လို့ရှိရင်ကိုယ့်ကိုအပြစ်တင်တဲ့စိတ်တွေပေါ့နော်ကိုယ့်ကို negative self talk တွေပြောတယ်တခုခုဆိုလို့ရှိရင်ငါဒါလေးတော့မရဘူးအတော့မကြဘူးစသဖြင့်ပေါ့နော်ဒီလိုမျိုး negative self talk တွေပြောလို့ရှိရင်လည်းဒီ self esteem ကိုနှိမ့်ကြစေတယ်ပေါ့နော်တကယ်တော့လည်းအဲ့ဒီ self criticize လောက်တာတော့ပေါ့နော်ကိုယ့်ကိုပြန်ပြီးတော့အပြစ်တင်တာလို့ဆိုတော့ကကျွန်တော်ငယ်လေးကလေးကတော့ဖြစ်ရှင်မှလည်းဖြစ်မယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့လည်းအများကြီးသက်ဆိုင်မှုရှိတယ်ပေါ့နော်ပတ်ဝန်းကျင်မှာကိုယ့်ကိုအဲ့လိုမျိုးအိမ်ကလူတွေကပဲဖြစ်စေအဲ့လိုမျိုးညီကိုမောင်နှမတွေကပဲဖြစ်စေကိုယ့်ကိုအဲ့လိုမျိုးဝေဖန်နေတဲ့သူတွေနဲ့ပဲအများတန်းကြီးပြင်းလာတဲ့အခါမှာကျွန်တော်တို့ကတခုခုအဲ့လိုမှားသွားပြီဆိုတာနဲ့ခွင့်လွှတ်ဖို့အတွက်အရင်မစင်စားဘဲနဲ့ပေါ့နော်ကိုယ့်ကိုအဲ့လိုပြန်ပြီးတော့အပြစ်တင်တတ်တယ်ဒါကြောင့်မလို့ပဲ self esteem တွေကကျွန်တော်တို့နှိမ့်သွားတယ်ပေါ့နော်နောက်တစ်ခုကတော့နှိုင်းရှင်မှုတွေပေါ့နော်အခုခေတ်ဆိုရင်ပိုဆိုးတယ်ကျွန်တော်တို့ social media တွေပေါ်လာတဲ့အခါကျတော့တယောက်နဲ့တယောက်လိုမျိုးနှိုင်းရှင်ပြီးတော့ realistic မကြတဲ့ပေါ့နော်လက်တွေ့မကြတဲ့အဲ့လိုမျိုး standard တွေတက်မှတ်တယ်ဒါကြောင့်မို့လို့လဲကျွန်တော်တို့self esteem ကိုနှိမ့်ကြစေပါတယ်နောက်တစ်ခုကတော့ traumatic event တွေပေါ့နော် trauma ဖြစ်စေနိုင်လောက်အောင်ဆိုးရတဲ့အဖြစ်အပျက်တွေကြုံခဲ့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရတယ်ဆိုလို့ရှိရင်လဲ self esteem ကိုထိခိုက်စေတယ်နောက်တစ်ခုကတော့ toxic relationships တွေပေါ့နော်အစိတ်အတောက်လိုမျိုးပေါ့နော်အဲ့လိုမကောင်းတဲ့ relationship တွေမှာကျွန်တော်တို့ကြုံခဲ့ရတယ်ဆိုရင်လည်း self esteem ကိုနှိမ့်ကျသွားစေတတ်တယ်နောက်တစ်ခုကတော့ဒီ workplace ပေါ့နော်အလုပ်နဲ့ဒီပညာရေးဆိုင်ရာဒီ pressure တွေပေါ့နော် PR တွေကြောင့်လည်းကျွန်တော်တို့တွေ self esteem နှိမ့်ကျနိုင်တယ်နောက်တစ်ခုကတော့ opportunities တွေအခုချိန်မှာဆိုရင်တော်တော်များများကြုံရမှာပေါ့နော်မြန်မာနိုင်ငံလူတွေဆိုရင်အခွင့်အရေးတွေနည်းပါတယ်ပြီးသွားလို့ရှိရင် skills ကျွန်တော်တို့ရအဲ့လိုလုပ်ငန်းတစ်ခုခုမှာ skills တွေမကျွမ်းကျင်ထားဘူးဆိုရင်လည်းself esteem ကိုတန်ဖိုးထားစိတ်ကနှိမ့်ကျတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ mental health နဲ့ဆိုင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအဆင်မပြေဘူးဆိုလို့ရှိရင်လည်း self esteem နှိမ့်ကျတတ်ပါတယ်ဒါကတော့ common ဖြစ်တဲ့အချက်တွေကိုပြောသွားတာပေါ့နော်တခြားသောအချက်တွေလည်းအများကြီးရှိနိုင်တယ်ပေါ့နော်ကဲဆိုတော့ self esteem နှိမ့်လို့ရှိရင်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်လဲပေါ့နော်ပထမတစ်ခုကတော့ကိုယ့်ကိုမြင်တဲ့အမြင်ကမကောင်းဘူးဗျာ
self esteem မြင့်တဲ့သူဆိုရင်တော့ကိုယ့်ကိုသူကယုံကြည်မှုရှိတယ်ကိုယ့်ကိုမြင်တဲ့အမြင်လည်းကောင်းတယ် self esteem နှိမ့်နေဆိုရင်တော့ကျွန်တော်တို့ကိုယ့်ကိုအမြဲတမ်းပဲတန်တရားတွေဝင်နေမယ်တခုခုဆိုလို့ရှိရင်ကောင်းတာလေးကြုံရင်တော့မှပေါ့နော်ငါဒါနဲ့မထိုက်တန်ဘူးပေါ့နော်ဒီလိုမျိုးအတွေးတွေဝင်တတ်တယ်နောက်တစ်ခုကတော့တခုခုဆိုရင်သူက anxious ဖြစ်တယ်ဒီစိုးရိမ်တော့ကတွေဖြစ်လွယ်တယ်ပြီးတော့ depression ပေါ့နော်စိတ်တက်ကြလွယ်တယ်အဲ့လိုမျိုးတွေသူကပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကတော့self esteem နှိမ့်ကြတဲ့သူတွေကများသောအားဖြင့်အဲ့လိုမျိုးကြာချုံမှာပို့ပြီးတော့ကြောက်လို့ရှိတယ်ပေါ့နော်ပြီးတော့အမားမှားမှကြောက်တယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်လည်းပါတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီမှားမှာတော်တော်ကြောက်တယ်တခါလေကြာရင်အဲ့လိုမျိုးတခုခုပြောလိုက်ရင်တော့မှငါပြောလိုက်တဲ့ထဲမှာအမားပါသွားမလားဆိုပြီးတော့အဲ့လိုမျိုးကြောက်တဲ့စိတ်တွေဖြစ်ခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်လည်း self esteem နှိမ့်တဲ့သူတွေဆိုလို့ရှိရင်အဲ့လိုမျိုးမှားမှာကြောက်လို့ရှိတယ်ပြီးတော့ဒီကိုအဲ့လိုမျိုး avoid လုပ်မှာတွေအဲ့လိုမျိုးကြောက်တယ်ပေါ့နော်နောက်တစ်ခုကတော့ relationship တွေမှာသူကအဆင်မပြေတာများတယ်ပေါ့နော်ဒီကိုရဲ့ self esteem နှိမ့်ကြနေတဲ့အတွက်ကြောင့်ပဲဘယ်လိုပြောရမလဲဒါအငုံစိတ်ဖြစ်သွားတယ်လို့ပြောရမှာပေါ့နော်ကိုရဲ့ self esteem ကအဲ့လိုမျိုးနှိမ့်ကြနေတဲ့အတွက်ကြောင့်ပဲကျွန်တော် relationship တွေမှာလည်းအဲ့လိုတန်စရာစိတ်တွေနဲ့ဖြစ်နေမယ်ပြီးတော့လို့ရှိရင်ဒီ boundary သတ်မှတ်တဲ့နေရာတွေမှာလည်းကျွန်တော်တို့အများကြီးအဲ့လိုမျိုးအခက်အခဲတွေနဲ့ကြုံရနိုင်တယ်ပေါ့နော် self esteem နှိမ့်နေတယ်ဆိုလို့ရှိရင်ဒါကြောင့် relationship တွေမှာလည်းအဲ့လိုမျိုးအဆင်မပြေမှုတွေနဲ့ကြုံရနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပညာရေးနဲ့ဒီအလုပ်အကိုင်တွေမှာလည်းအများကြီးသက်ရောက်မှုရှိတယ်ပေါ့နော်အထူးသဖြင့်ကတော့ကျွန်တော်တို့ self esteem နေတဲ့သူတွေကယုံကြည်မှုနည်းပါတယ်ပေါ့နော်ယုံကြည်မှုနည်းပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခွင့်အလမ်းတွေနဲ့လွဲချော်သွားတာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတော့တခုခုဆိုလို့ရှိရင်ကျွန်တော်တို့တခြားပြင်ပသူတွေစီကနေပြီးတော့အဲ့လို validation ပေါ့နော်အဲ့လိုထောက်ခံချက်အရန်လိုချင်တယ်ပေါ့ဒါပေမဲ့လူတိုင်းတော့လို့ထောက်ခံချက်လိုချင်တာတော့သဘာဝပဲဒါပေမဲ့ဒီ self esteem နေတဲ့သူတွေကျတော့တခုခုဆိုရင်လို့သူများကမှမထောက်ခံဘူးသူများမှအေးကောင်းတယ်ဒီလှုပ်လိုက်ပါလားအဲ့လိုမျိုးလေးမပြောလို့ရှိရင်သူကအဲ့လိုမျိုးကိုယ့်ကိုယုံကြည်မှုမရှိဘဲနဲ့ပေါ့နော်မလုပ်ဖြစ်ဘူးအဲ့လိုမျိုးကြုံရတယ်ပေါ့နော်နောက်တစ်ခုကတော့ self sabotage ဆိုတာကတော့ကိုယ့်ကိုပြန်ပြီးတော့ဖျက်ဆီးတဲ့အပြုအမူတွေလုပ်တာပေါ့နော်ကိုယ့်ရဲ့ abilities တွေကိုယ့်ရဲ့စွမ်းဆောင်ရည်တွေပေါ်မှာသူကတန်တရားဝင်တယ်ပြီးတော့ procrastinate လုပ်တယ်ပေါ့နော်အချိန်ကြီးဆွဲတယ်ပြီးတော့လို့ရှိရင်တခုခုဆိုလို့ရှိရင်အရန်ကိုအဲ့လိုမျိုးသူကအချုံးပေးတာအရန်လွယ်တယ်ပေါ့နော်တခုဆိုရင်လွယ်လွယ်ကူကူနဲ့အချုံးပေးတတ်တယ်ဒါကတော့ဒီ self esteem နှိမ့်ကြတဲ့သူတွေရဲ့တက်ရောက်မှုတွေကိုပြပြပေးတော့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ self esteem မြင့်အောင်ဘယ်လိုမျိုးနည်းလမ်းတွေနဲ့လုပ်ကြမလဲပေါ့နော် self esteem မြင့်အောင်လုပ်လို့ရလားပေါ့နော်ဒါတော့လုပ်လို့ရပါတယ်လုပ်တဲ့နည်းတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီနောက်မှာတော့ကျွန်တော်နည်းလမ်းတွေကိုအများကြီးပဲကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ positive self talk တွေကိုလေ့ကျင့်ပေးရမယ်ပေါ့နော် self esteem နေတဲ့လူတွေကရှေ့မှာပြောခဲ့သလိုပဲကိုယ့်ကိုယ်တခုခုဆိုလို့ရှိရင်အပြစ်တင်တာပိုများတယ်တခုခုဆိုရင် negative ဆန်ပြီးတော့ပြောတတ်တယ်ပေါ့နော်တခုခုဆိုရင်ငါမတော်ဘူးငါအဲ့လောက်ကြီးမကောင်းသေးပါဘူးငါကငါအဲ့လိုမလုံလောက်သေးပါဘူးစသဖြင့်ဒါမျိုးတွေပြောလို့ရှိရဲဆိုတော့ကျွန်တော်တို့တွေကဒီ negative thoughts တွေကိုသတိထားမယ် aware လုပ်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီနေရာမှာကျွန်တော်တို့ affirmation လို့ခေါ်တဲ့ဒီ positive self talk တွေနဲ့အစားထိုးမယ်ပေါ့နော်ကိုမလုံနိုင်ပါဘူးဆိုတဲ့နေရာမှာငါလည်းလုံနိုင်ပါတယ်ပေါ့နော်တခြားသူတွေလုံနိုင်ငါလည်းလုံနိုင်ရမှာပဲပေါ့နော်ဘာလို့မလုံနိုင်ရမှာလဲဒီလိုမျိုးစကားလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့အစားထိုးလို့ရတယ်ပြီးတော့လို့ရှိရင်ကိုစကားပြောတဲ့အခါမှာကျင်ကျင်နာနာနဲ့ပြောပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့အချစ်ဆုံးတငယ်ချင်းတယောက်ကိုအဲ့လိုမျိုးဘယ်လိုဆက်ဆံမလဲပေါ့နော်အဲ့လိုကျင်ကျင်နာနာဆက်ဆံမယ်ဆိုလို့ရှိရင်ကိုလည်းအဲ့တငယ်ချင်းတယောက်လိုပဲကျင်ကျင်နာနာဆက်ဆံမယ်ပေါ့နော်နောက်တစ်ခုကတော့အဲ့လိုမျိုးမကောင်းတဲ့စကားတွေပြောနေလေရှိတယ်ကိုအဲ့လိုမလုံလောက်ဘူးငါဒါနဲ့မထိုက်တန်ပါဘူးဒီလိုမျိုးစကားတွေကျွန်တော်တို့ပြောနေလေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီစကားတွေနေရာမှာငါထိုက်တိုင်နေငါလည်းပဲအကောင်းဆုံးစူးစမ်းနေတယ်ပေါ့နော်နေ့တိုင်းပဲငါ landing လုပ်နေတယ်ကိုပို့ပြီးတော့တိုးတက်အောင်စူးစမ်းနေတယ်ပေါ့နော်ဒါကြောင့်မလို့ငါထိုက်တန်ပါတယ်ငါလုံလောက်ပါတယ်ပေါ့နော်ဒီလိုမျိုးလေးတွေ positive self talk လေးနဲ့ကျွန်တော်တို့အစားထိုးပေးခြင်းအပြင် self esteem ကိုမြင့်တက်လာအောင်ကျွန်တော်တို့လုပ်လို့ရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့အားသာချက်တွေပေါ့နော်အားသာချက်တွေလူဆိုတာအားသာချက်လည်းရှိတယ်အားနည်းချက်လည်းရှိတယ်ဗျာတော်တော်များများကအဲ့လိုအားနည်းချက်တွေပေါ်မှာပဲအာရုံစိုက်ကြတာများတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အားသာချက်တွေကိုကျွန်တော်တို့ list လေးတစ်ခုအနေနဲ့ထုတ်လိုက်ရင်အကောင်းဆုံးပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလေးလုပ်လို့ရှိတယ်စိတ်တက်ကြနေတဲ့အချိန်ဒီမှာဖတ်ဖို့အတွက်ကိုယ့်ကိုပေါ့နော်ကိုယ့်ရဲ့အားသာချက်တွေငါ့ရဲ့အားသာချက်တွေကဘာတွေလဲပေါ့နော်ငါ့ရဲ့ကောင်းတဲ့အချက်တွေကဘာတွေလဲအဲ့လိုမျိုးကျွန်တော် list လေးလုပ်ထားတယ်လုပ်ထားပြီးတော့မှကျွန်တော်စိတ်တက်ကြတဲ့အချိန်ကြီးဆိုရင်အဲ့လေးကိုပြန်ဖတ်လေးရှိတယ်နောက်တစ်ခု achievement တွေပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုတွေဒါမျိုးလေးတွေကိုကျွန်တော်တို့ list လေးလောက်ထားလို့ရတယ်ဘလောက်ပဲတည်တည်ပေါ့နော်ဘလောက်ပဲကြည်ဒါသေးတာကြည်တာ
အဲ့ဒါကအရေးမကြီးဘူးပေါ့နော်အဓိကကိုယ့်ရဲ့အောင်မြင်မှုတွေကိုယ့်ကိုအဲ့လိုမျိုးကျေနပ်တဲ့အခိုက်အတန့်လေးတွေကိုကျွန်တော်တို့စုထားဖို့လိုတယ်စီးရင်လေးတစ်ခုအနေနဲ့လှုပ်ထားဖို့လိုတယ်ကျွန်တော်ဆိုရင်ဘယ်လိုလေးတွေလဲလှုပ်လေးရှိလဲဆိုတော့ကျွန်တော်အဲ့လိုမျိုး positive feedback လေးပေးကြတယ်ပေါ့နော်ဒီလိုမျိုးwebinar တွေလုပ်တဲ့အခါအဲ့လို video လေးတွေတင်တဲ့အခါ positive comment လေးတွေပေးတယ်ပေါ့နော်သူတို့အတွက်အကျိုးရှိသွားစေတယ်ဆိုတဲ့အကြောင်းလေးတွေပေါ့အဲ့ဒါလေးဆိုကျွန်တော် screenshot နဲ့ရိုက်ထားတယ်ပြီးတော့ album တစ်ခုနဲ့တင်ထားတယ်ပေါ့နော်ကျွန်တော်အဲ့ဒီအရာလေးတွေကိုဘယ်ချိန်မှပြန်ဖတ်လဲဆိုတော့ဆက်သွားဖို့အတွက်ကျွန်တော်အရန်ကိုအားရလိုအပ်နေတဲ့အခါမှာပေါ့နော် motivation တွေပျောက်နေတဲ့အခါမှာကိုယ့်ကိုယ်စိတ်တက်ကြနေတဲ့အခါတွေမှာကျွန်တော်အဲ့ဒီသူတို့ရဲ့ comment လေးတွေကိုပြန်ဖတ်လိုက်တဲ့အခါမှာပြန်ပြီးတော့အားတက်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့အားသာချက်တွေကိုယ့်ရဲ့အောင်မြင်မှုတွေကိုlist လေးတစ်ခုလုပ်ထားတာဖြစ်ဖြစ် album လေးတစ်ခုနဲ့တင်ထားတာဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေself esteem နေတဲ့အခါတွေမှာပြန်ပြီးတော့ self esteem ကိုမြင့်လာအောင်ကျွန်တော်တို့လုပ်လို့ရပါတယ်ဒါလေးတွေကိုမကြာခဏပေါ့နော် remind လုပ်တဲ့အနေနဲ့ကျွန်တော်တို့တွေပြန်ပြီးတော့ကြည့်ဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ချက်ကတော့ record လုပ်ထားပါအဲ့လိုမျိုး list လေးလုပ်ထားပါပေါ့နော်ကိုယ့်ရဲ့အားသာချက်တွေကဘာလဲငါရဲ့ကောင်းတဲ့အချက်တွေဆိုရင်ဘာတွေဖြစ်မလဲပေါ့နော်ငါရဲ့ကောင်းတဲ့ skills တွေကဘာတွေရှိလဲပေါ့ငါဘာတွေလုပ်နိုင်လဲပေါ့နော်ပြီးတော့ငါဘာတွေအောင်မြင်ထားလဲပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့စီးရင်လေးအနေနဲ့ရေးထားလို့ရတယ်ပြီးတော့ကိုစိတ်တက်ကြနေတဲ့အချိန်တွေကိုတန်ဖိုးထားတဲ့စိတ်တွေအဲ့လိုမျိုးနှိမ့်ကြနေတဲ့အချိန်တွေမှာပြန်ဖက်လို့ရတယ်ပေါ့နော်ဒါကတော့နံပါတ်1နီလန်ဖြစ်ပါတယ်နောက်တစ်ခုကတော့ realistic ကြတဲ့ goals တွေတက်မှတ်ပေါ့နော်ကျွန်တော်တို့ကလည်းဒီလိုမျိုးစိတ်တက်ကြတဲ့အချိန်တွေကြုံခဲ့ဘူးတယ်အတုံးကဆိုရင်ဒီ to do list တွေလုပ်ပြီးတော့ကျွန်တော်အများကြီးကိုအဲ့လိုမျိုးအားရှိလာတာကိုကြုံခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာမှာအရေးကြီးတာ realistic ကြဖို့တော့အရင်အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့တွေကအဲ့လိုမျိုး to do list တွေတော့လုပ်ပါပြီးရဲ့တနေ့ကိုအဲ့လိုမျိုး10ခု15ခုအခု20ပေါ့နော်အများကြီးလုပ်ပြီးတော့ realistic မချဘူးတကယ်လည်းမလုံနိုင်ဘူးဆိုလို့ရှိရင်အဲ့လိုမလုံနိုင်တဲ့အတွက်ကြောင့်ကိုပဲပို့ပြီးတော့စိတ်ထဲပြန်ကျသွားစေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေကအဲ့လိုအကြီးတွေလုပ်မယ်ဆိုရင်လည်းအဲ့ဒီအရာလေးတွေကိုတေးသေးလေးတွေဖြစ်အောင်လုပ်လိုက်ပေါ့နော်ပြီးတော့လို့ရှိရင်ကိုတကယ်ပြီးနိုင်လောက်တဲ့အရွယ်အစားလေးတွေကိုခွဲပြီးတော့လုပ်ပါပန်းနိုင်နေတတ်မှတ်တဲ့အခါမှာ realistic ကြပါစေပေါ့နော်ဒါမျိုးပန်းနိုင်နေတတ်မှတ်ခြင်းအပြင်လည်းကျွန်တော်တို့ to do list ပဲလုပ်တယ်ပဲထားပါတော့ဗျာလို့ to do list တစ်ခုပြီးသွားတဲ့အခါတိုင်းကျွန်တော်တို့မှာဒီကိုတန်ဖိုးထားမှုပေါ့နော်ကိုငါတော့ဒါပြီးသွားပြီဆိုတော့အားပေါ့နော်အဲ့လို motivation ပြန်ရလာတယ်အားပြန်ရလာတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး realistic ကြတဲ့ goal တွေတက်မှတ်တာတနေ့အဲ့လို to do list လေးတွေရေးတာဆိုရင်လည်းကျွန်တော်တို့ရဲ့ self esteem ကိုပြန်ပြီးတော့မြင့်တက်လာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် comfort zone တွေကနေထွက်ဖို့လိုတယ်ပေါ့နော်နေ့စဉ်ဒီလုံနေကြအလုပ်တွေပဲလုပ်ပြီးတော့နေတာကကျွန်တော်တို့အတွက်တက်တောင့်တက်တာတော့ရှိတယ်ဒါပေမဲ့တကယ်တော့အဲ့လို service တွေနဲ့ပတ်သက်လို့ရှိရင်ကျတော့အဲ့လောက်ကြီးတိုးတက်မှုမရှိဘူးပေါ့နော်ဆိုတော့ challenge အသစ်တွေကိုကျွန်တော်တို့ယူဖို့လိုတယ်သေးရပဲဖြစ်ပေါ့နော်ကျွန်တော်လုံနေကြရရနေပြီးတော့ကွဲထွက်ပြီးတော့အသစ်အစမ်းတွေကိုကျွန်တော်တို့လုပ်ကြည့်ဖို့လိုတယ်ဥပမာအဖြစ် public speaking စပြီးတော့ပြောကြည့်တာဒါမှမဟုတ်လို့ရှိရင်အခုလိုမျိုးကျွန်တော်လုပ်တဲ့လိုမျိုး video လေးတွေရိုက်ကြည့်တာဒါမှမဟုတ်ရင်စာရေးတာစသဖြင့်ပေါ့နော် case တစ်ခုအသစ်ကိုတင်ယူတာပဲဖြစ်ဒါမျိုးလေးတွေကျွန်တော်တို့ comfort zone တွေက track ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်တယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးเนาะအရေးကြီးတာကတော့ကိုယ့်အတွက် comfortable ဖြစ်နေတဲ့အလုပ်တွေအပြင်ကိုကိုယ့်အတွက်အဲ့လိုနည်းနည်းပေါ့နော်အားစိုက်ထုတ်မှု effort စိုက်ထုတ်ရတဲ့အလုပ်ကလေးတွေကိုလုပ်ဖို့လိုအပ်တာပါပဲ။ဘာကြောင့်လဲဆိုတော့လူဆိုတာအဲ့လိုမျိုးအင်အားများစိုက်ထုတ်ရလေအဲ့လိုမျိုးကိုကအားစိုက်ထုတ်တလောက်အဲ့လိုတိုးတက်လာတာကိုမြင်ရတဲ့အခါမှာအဲ့လိုကိုတန်ဖိုးထားတဲ့စိတ်ကအများကြီးတက်လာတယ်ပေါ့နော်ကိုလည်းယုံကြည်မှုအများကြီးတက်လာတယ်ကိုလေးစားမှုလည်းအများကြီးတက်လာတယ်ဒါကြောင့်မလို့လုံးနေကြအဲ့လိုလွယ်ကူတဲ့အလုပ်လေးအပြင်ကိုပဲကိုအတွက်ခက်ခဲတဲ့အလုပ်ပေါ့နော်နည်းနည်းလေးပဲခက်ပေါ့နော်တခါမှမလုပ်ဘူးတဲ့အလုပ်တွေကိုအဲ့လိုမျိုးစမ်းပြီးတော့လုပ်ကြည့်ဖို့အတွက်ကျွန်တော်ကအဲ့လိုမျိုးအကြံပေးခြင်းပါတယ်ဒါတော့နံပါတ်4နီလန်ဖြစ်ပါတယ်နောက်တစ်နည်းကတော့ကျွန်တော်တို့တခြားသူတွေနဲ့ပြိုင်ဆိုင်တာကိုကျွန်တော်တို့ရက်မှဖြစ်မယ်ပေါ့နော် service တွေမြင့်ကျင်လို့ရှင်ဒါတကယ်တော့လွယ်တော့မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာကအခု social media ခေတ်မှာကျွန်တော် social media ကလည်းမသုံးမဲမနေနိုင်ဘူး social media သုံးလို့ရှိရင်လည်းတခြားသူတွေရဲ့အကြောင်းအရာတွေကပေါ်မှာပဲပေါ့နော်တနေ့သူတို့တွေဘလို့အဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပေါ့နော်ဘလို့မျိုးအောင်မြင်မှုတွေရနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေမြင်တဲ့အခါကျွန်တော်တို့နဲ့လည်းပြန်ပြီးတော့နှိုင်းရှင်မိကြမှာပဲပေါ့နော်ဒါ auto ကိုဖြစ်တာပေါ့ဆိုတော့အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့အရင်ဆုံးအနေနဲ့ဘယ်လိုလုပ်တင်လဲဆိုတော့နှိုင်းရှင်မိနေတာကိုကျွန်တော်တို့သတိပြုဖို့လိုတယ်သတိပြုဖို့လိုပြီးတော့မှကျွန်တော်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ကိုနှိုင်းရှင်သူများနဲ့နှိုင်းရှင်ပြီးနေပြီဆိုရင်သူကသူငါပဲသူမှမတူတာဘောနော်ငါကသူအောင်မြင်တာကိုအဲ့လိုမျိုးသွားပြီးတော့နှိုင်းရှင်နေလို့လဲငါမှဘာမှအကျိုးကျေးဇူးရှိလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ငါလှုပ်ရှားရှိတာကိုပဲငါအောင်ဆိုင်ဖို့လိုတယ်
ငါဘာလုပ်စရာရှိလဲပေါ့နော်ငါရဲ့ရည်မှန်းချက်တွေကဘာလဲအဲ့လိုမျိုးကိုယ့်ကိုပြန်ပြီးတော့အာယုံစိုက်လိုက်တယ်ပေါ့နော်ကိုယ်မှလုပ်စရာရှိတဲ့အရာတွေကိုပြန်ပြီးတော့အာယုံစိုက်လိုက်တယ်ဒီခါမှာသူများတွေနဲ့ compare လုပ်တဲ့အရာတွေနည်းသွားတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ progress ပေါ့နော်တခုခုအောင်မြင်မှကျွန်တော်တို့ကကျေးဇူးတင်ရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်မျိုးဆက်သွားနေတဲ့ခြေလမ်းလေးတွေအတိုင်းကိုကျွန်တော်တို့ကျေးဇူးတင်ဖို့လိုတယ်ဥပမာအဖြစ်ဒီအခုနောက်နေတဲ့သူကចောင်းသားဆိုပါတော့ဗျာကျွန်တော်တို့လိုချင်တဲ့စုတွေမရသေးဘူးဆိုရင်တော့မှအဲ့လိုဆာမွဲတွေကိုအမှတ်ကောင်းကောင်းနေနဲ့မအောင်သေးဘူးဆိုရင်တော့မှဒီနေ့ငါအကောင်းဆုံးစူးစမ်းခဲ့တယ်ပေါ့နော်စာလေးလာစရာရှိတာတွေကိုအကောင်းဆုံးလေ့လာခဲ့တယ်အင်္ဂါတွေကိုလည်းအကုန်ပြီးအောင်ပေါ့နော်တေချာလေးလုပ်ခဲ့တယ်အဲ့ဒီအတွက်ကိုယ့်ကိုပြန်ပြီးတော့ appreciate လုပ်လို့ရတယ်ကျွန်တော်ဆိုရင်ဒီလေ့ကျင့်ခန်းလေးကိုလုပ်နေတယ်ပေါ့နော်ဒီနေ့ကိုလုပ်ဖြစ်တဲ့အရာလေးတွေကိုကျွန်တော် to do list နဲ့ချရေးတယ်ချရေးပြီးတော့ညနေပိုင်းရောက်လို့ရှိရင်ကိုလှုပ်ခဲ့တဲ့အရာလေးတွေကိုဒီအမှန်ချစ်လေးတွေနဲ့ချစ်ထားတဲ့အရာတွေကိုလိုက်ကြည့်တယ်လိုက်ကြည့်ပြီးတော့မှအော်ငါဒါလေးတွေလုံနိုင်ခဲ့ပါလားဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ appreciate လုပ်တဲ့အနေနဲ့ပေါ့နော်ဒီလိုမျိုးအတွေးလေးတွေကိုတွေးရတယ်ပေါ့နော်ဒီလိုတွေးတဲ့အခါမှာလည်း self esteem ကိုမြင့်တက်စေပါတယ်နောက်တစ်ခုကတော့ဒီ physical activity တွေလုပ်ဖို့လိုတယ်ပေါ့နော်ကိုယ့်ကိုလေးစားမှုကိုယ့်ကိုတန်ဖိုးထားမှုရှိဖို့နဲ့ physical activity နဲ့ဆိုင်လို့လားပေါ့နော်ဆိုင်ပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့အများတမ်းပဲဒီထိုင်းမိုင်းပေါ့နော်အခန်းထဲမှာပဲအောင်းပြီးတော့နေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အပြုသဘောမဆောင်တဲ့အတွေးတွေကိုတွေးပြီးဖို့ကပိုများတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကနေတိုင်းပုံမှန်အလေးအကျင့်တစ်ခုအနေနဲ့ပေါ့နော်လေးကျင့်ခံလုပ်မယ်အနည်းဆုံးဗျာလမ်းလျှောက်တာပြေးတာပဲဖြစ်ပေါ့နော်ကျွန်တော်တို့ဂျင်းတွေမသွားနိုင်ဘူးအဲ့လိုမျိုးဒီတရားပြထားတဲ့လိုမျိုးစပိန်တွေလည်းမစီးနိုင်အောင်ကျွန်တော်အပြင်တွေလည်းအရင်မသွားနိုင်ဘူးဆိုရင်တော့မှပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲပေါ့နော်ကိုလမ်းလျှောက်တာဖြစ်မလားဒါမှမဟုတ်အကြောလျှော့တာဖြစ်မလားဒါမျိုးလေးတွေလေးကျင့်ခံလေးတွေကိုလုပ်တဲ့အခါမှာစိတ်ထဲမှာအဲ့လိုမျိုးကြည်လင်လာတယ်ပေါ့နော်ပြီးတော့ဒီ endorphin လို့ခေါ်တဲ့ hormone ထွက်တယ်ပေါ့နော်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာအဲ့ endorphin hormone ကကျွန်တော်တို့ရဲ့ mood ကိုကောင်းစေတယ်ပြီးတော့ကိုယ့်မြင်တဲ့အမြင်ကိုလည်းပို့ပြီးတော့ကောင်းလာစေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဒီလေ့ကျင့်ခန်းကိုလည်းလှုပ်ရှားလေ့ကျင့်ခန်းတွေကိုများများလုပ်လေကိုယ့်ယုံကြည်မှုလည်းတက်လာလေအဲ့လိုမျိုးကိုယ့်ယုံကြည်မှုတက်လာလေ self esteem လို့ခေါ်တဲ့ကိုတန်ဖိုးထားတဲ့စိတ်လည်းတက်လာလေပေါ့နော်ဆိုတော့ physical activities လေးတွေလည်းကျွန်တော်တို့လုပ်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ healthy ဖြစ်တဲ့ boundary တွေတတ်မှတ်ပေါ့နော် boundary ဆိုတာကတော့ကျွန်တော်တို့စီးချလိုက်တာပေါ့နော်စီးချလိုက်တာအထူးသဖြင့်တော့ no လို့ပြောတာပေါ့နော်ကိုဒီအရာကိုလက်မခံနိုင်အောင်ဆိုရင်လက်မခံနိုင်တဲ့အကြောင်းကျွန်တော်တို့ no လို့ပြောဖို့လိုတယ်အထူးသဖြင့် relationship တွေမှာပေါ့နော်ဒီတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်တခုခုကိုယ်လိုမကြိုက်တဲ့အကြောင်းအရာပြောလာလို့ရှိရင်ကိုကဒီအကြောင်းအရာမကြိုက်ကြအောင်ပြောဖို့လိုတယ်ပေါ့နော်အဲ့လိုမပြောထားတာဟိုမှာသူကထပ်ပြီးတော့ပြောနေတော့မယ်ဆိုရင်တော့ကျွန်တော်တို့က boundary တစ်ခုသတ်မှတ်လိုက်ဖို့လိုတယ်သူနဲ့အထူးသဖြင့်connection နည်းသွားအောင်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့connection ဖြတ်လိုက်တာမျိုးကိုယ့်ရဲ့ inner circle ထဲမှာမထည့်တော့ဘဲနဲ့အဲ့လို boundary တစ်ခုသတ်မှတ်ပြီးတော့သူအပြင်မှာပဲအဲ့လိုမျိုးထားလိုက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့ mental energy ကိုပေါ့နော်drain ဖြစ်စေတဲ့လူတွေနဲ့မပေါင်းဆိုတာလည်းဘယ်လိုပြောမလဲကိုယ့်ရဲ့ inner circle တွေကိုထည့်ပြီးတော့တရင်တနည်းမပေါင်းနေသိရမလားလုံးဝကြီးအဆက်အသွယ်ဖြတ်ခိုင်းလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုနဲ့မကိုက်ဘူးလေဟုတ်တယ်မလားကိုနဲ့သူတို့နဲ့ပြောလိုက်တိုင်းကို့မှာအဲ့လို energy တွေ drain ဖြစ်တယ်ကို့အတွက်လည်းအကျိုးမရှိဘူးဆိုလို့ရှိရင်တော့အဲ့လိုလူတွေနဲ့ကျွန်တော်တို့တွေကတရင်တနည်းပေါ့နော်အဲ့လို inner circle ထဲမှာထည့်ပြီးတော့မပေါင်းတာအကောင်းဆုံးပဲပေါ့နော်ကို့ကိုထိခိုက်စေနေတယ်ဆိုလို့ရှိရင်အဲ့လိုဆိုလို့ရှိရင်သူ့ဘက်ကလည်းအဲ့လိုမပြင်နိုင်ဘူးဆိုရင်တော့ကျွန်တော်ပြောသလိုပဲboundary တခုသတ်မှတ်ပြီးတော့မှကိုယ့်ရဲ့ inner circle အပြင်ကိုထုတ်လိုက်ပါသူနဲ့အဲ့လိုမျိုးမေထုကော့ပြောအစင်းလောက်ပဲပေါ့လေအရင်တရင်တနည်းမရှိတော့ဘူးအဲ့လိုမျိုးလေးပဲအရင်မခေါ်လုံးဝအဆက်အသွယ်ဖြတ်လိုက်တာမျိုးတော့မဟုတ်ဘူးခေါ်စရာရှိရင်ခေါ်မယ်ပြောစရာရှိရင်ပြောမယ်ဒီလောက်ပဲပေါ့နော်အရင်အနီးကပ်ကြီးကျွန်တော်တို့မထားတော့ဘူးပေါ့နော်ဒါမျိုးလေးကိုဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ boundary နဲ့ပတ်သက်ပြီးတော့လည်းပြောစရာတွေကတော့အများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလောက်ပဲပြောပြပေးတော့ပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကိုအပြုသဘောဆိုင်တဲ့သူတွေနဲ့ပေါ့နော်ဝန်းရံမှာလူတွေဆိုတဲ့နေရာမှာကျွန်တော်တို့အပြင်မှာလူတွေရှာလို့မရရင်တော့မှဒီအခုခေတ်မှာ social media မှာလည်းအများကြီးရှိတယ်လေဟုတ်တယ်မလားကိုယ့်အတွက် inspiration ရစေတဲ့သူတွေကိုယ့်ကို positive energy ပေးတဲ့သူတွေအခုဆိုရင်အများကြီးအဲ့လို influencer တွေထဲမှာလည်းရှိမှာပဲပေါ့နော် YouTuber တွေထဲမှာလည်းရှိမှာပဲကျွန်တော်ကိုယ်တိုင်လည်းရှိတယ်ပေါ့နော်အဲ့လိုတခါလေကိုယ့်ရဲ့ energy က drain ဖြစ်နေလို့ခံစားရတဲ့အခါမှာအဲ့လိုကို inspire ဖြစ်ရတဲ့သူတွေရဲ့သူတို့ရဲ့ YouTube ဗီဒီယိုလေးတွေကိုတွားကြည့်လိုက်တယ်အဲ့ဒီခါမှာကျွန်တော်တို့လည်းအဲ့လိုမျိုးသူတို့စီကနေ positive ဖြစ်တဲ့ energy လေးတွေကူးလာတယ်ပေါ့နော် positive vibe လေးတွေကူးဆက်လာပါတယ်ဆိုတော့ကျွန်တော်တို့အတွက် toxic ဖြစ်တဲ့အဲ့လိုမျိုးလူတွေဒီလိုမျိုးကျွန်တော်တို့ကိုအပြစ်တင်ဝေဖန်နေတဲ့သူတွေနဲ့ဝေးမှာနေဖို့လိုတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျတော့ကျွန်တော်တို့အတွက်အပြုသဘောဆောင်တဲ့သူတွေpositive energy ကိုပေးနိုင်တဲ့သူတွေနဲ့ဝန်းရံထားဖို့လိုပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကျေးဇူးတရားလေ့ကျင့်ခန်းလေးတွေလုပ်ဖို့လိုတယ်ပေါ့နော်
လွယ်လွယ်ကူကူရိုးရိုးချင်းချင်းလုပ်လို့ရပါတယ်အဓိကအပြင်ဒီနေ့အတွက်ငါကျေးဇူးတင်တဲ့အချက်ကလေးတွေပေါ့နော်ဥပမာ9ချက်ဆိုရင်လည်း9ချက်10ချက်ဆိုရင်လည်း10ချက်ပေါ့နော်ဆက်လောက်ကစားမှာတော့9ချက်လောက်ကနေစတော့အကောင်းဆုံးပဲပေါ့နော်ဒီနေ့အတွက်ငါကျေးဇူးတင်စရာ9ချက်ဆိုရင်ဘာလေးတွေဖြစ်မလဲပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့ရေးပြီးတော့မှဒီလိုမျိုးလေးပေါ့နော်journaling လုပ်တဲ့ပုံစံမျိုး gratitude journaling လေးတွေကိုလေ့ကျင့်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကကျေးဇူးတင်တဲ့စိတ်ကလေးတွေများလာလေလေကျွန်တော်တို့ကကိုယ်မှမရှိတဲ့အရာတွေကိုအာရုံမစိုက်တော့ဘူးဗျာကိုယ်မှရှိတဲ့အရာတွေကိုယ့်အတွက်အလုပ်ဖြစ်နေတဲ့အရာတွေကိုယ့်ကိုအဲ့လိုမျိုးပျော်ရွှင်စေတဲ့အရာတွေပေါ့နော်ကောင်းတဲ့အရာတွေကိုပဲပို့ပြီးတော့အာရုံစိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုမြင်တဲ့အမြင်ဒီ self perception ကလည်းကောင်းတဲ့ဘက်ကိုတက်ရောက်ပြီးတော့ self esteem လည်းမြင့်တက်လာပါလိမ့်မယ်ဒါကတော့ gratitude journaling လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်နောက်ကတော့ self care ပေါ့နော်ကိုယ့်ကိုကျွန်တော်တို့တွေ queue site ဖို့လိုတယ်အထူးသဖြင့်ကတော့ကောင်းကောင်းစားဖို့လိုတယ်ပေါ့နော်ကျန်းမာရေးကအရေးကြီးတယ်အစားကိုကျွန်တော်တို့ queue site စားဖို့လိုတယ်ပြီးတော့အေးရေးဝဝအိတ်ဖို့လိုအပ်တယ်ပြီးတော့ကိုယ် enjoy ဖြစ်တဲ့ hobby လေးတွေကိုလည်းကျွန်တော်တို့အားလက်ချိန်လေးတွေမှာလုပ်ပေးဖို့လိုတယ်ပေါ့နော်ဒါလည်း self care မှာပါတယ်ဗျပိတ်ရက်လေးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုလှုပ်ရှင်တဲ့အရာလေးတွေကိုဝါသနာပါတဲ့အရာလေးတွေကိုကိုပျော်ရွှင်စေတဲ့အရာလေးတွေကိုကျွန်တော်တို့လုပ်ပေးဖို့လိုတယ်ပေါ့နော်ဒီလိုလုပ်ပေးခြင်းအပြင်လည်း self esteem ကိုမြင့်တက်စေနိုင်ပါတယ်နောက်တစ်ခုတော့ volunteer အလုပ်တွေလုပ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံရတော့တကယ်မှန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ volunteer အလုပ်တွေအများကြီးလုပ်နေတယ်ပေါ့နော်အခုဆိုရင်အားလုံးသိတဲ့အတိုင်းကျွန်တော် this moment ဆိုမှလည်း volunteer တယောက်အနေနဲ့လုပ်နေတယ်အဲ့တုန်းကဆိုရင်ကျွန်တော်ဘယ်လိုခံစားခဲ့ရလဲဆိုတော့အဲ့လို webinar တစ်ခုမှာပေါ့နော်ကျွန်တော်ရဲ့ webinar တော့မဟုတ်ပါဘူးကျွန်တော်အဲ့ဒီမှာ moderator အနေနဲ့ပါခဲ့တာပေါ့လေအဲ့လိုပါခဲ့တဲ့အခါမှာဘယ်လိုလေးခံစားရလဲဆိုတော့ဒီ webinar ကြောင့်မလို့လူတွေကပြောကြတယ်ပေါ့နော်ကျေးဇူးတင်ကြတယ်သူတို့အတွက်အကျိုးရှိသွားတယ်အဲ့လိုစိတ်အေးချမ်းသွားတယ်ဆိုတော့ comment လေးတွေပေးကြတယ်အဲ့ဒီအခါကျတော့ဘယ်လိုမျိုးတွေးမိလဲဆိုတော့ကိုယ့်ရဲ့အဲ့လိုမျိုးကိုကြီးမှုသေးသေးလေးကနေပေါ့နော်တခြားသူတွေအတွက်အကျိုးရှိသွားပါလားဆိုတော့အတွေးလေးတွေးမိတယ်ပေါ့နော်အဲ့လိုတွေးမိတဲ့အခါမှာကိုယ့်ကိုကြည်နူးတဲ့စိတ်ပီတိဖြစ်တဲ့စိတ်ကလေးတွေဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ self esteem ပေါ့နော်ကိုယ့်ကိုတန်ဖိုးထားစိတ်လည်းပို့ပြီးတော့မြင့်လာတယ်ကိုယ့်ကိုလေးစားမှုလည်းပို့ပြီးတော့မြင့်လာတယ်ဒီတော့ဒီလိုမျိုး volunteer အလုပ်လေးတွေလုပ်ရှင်ကလည်းကျွန်တော်တို့ရဲ့ self esteem ကိုအများကြီးမြင့်တက်စေပါတယ်ဒါတော့ကျွန်တော်ရဲ့ experience ကနေပြီးတော့တကယ်ပြောပြတာပေါ့နော်ဆိုတော့ volunteer လုပ်တဲ့အခါမှာလည်းကျွန်တော်အခုဆို non profit organization တွေလည်းအများကြီးရှိတယ်လူငယ်တွေအကျိုးပြုစေတဲ့အဲ့လိုမျိုး organization တွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့မှာကိုဘာလုပ်တက်လဲပေါ့နော်အဓိကတော့ကိုက content ရေးတက်လားကိုက design ဆွဲတက်လားဒါမှမဟုတ်ကိုကတခြားပေါ့နော်ဒီ Zoom class တွေမှာပဲဖြစ်ဖြစ်ပေါ့နော် host အနေနဲ့အဲ့လိုမျိုးလုပ်ပေးတက်လားပေါ့နော်ကိုလုပ်ပေးတိုင်းနဲ့abilities လေးတွေကိုအရင်ဆုံးစဉ်းစားကြည့်ပေါ့နော်စဉ်းစားကြည့်ပြီးတော့မှကျွန်တော် volunteer အလုပ်ကလေးတွေစမ်းပြီးတော့လုပ်ကြည့်ပါအဲ့လိုလုပ်ခြင်းရလဲကျွန်တော်တို့ရဲ့ self esteem ကိုလေးစားမှုနဲ့ကိုတန်ဖိုးထားမှုကိုအများကြီးတိုးတက်လာစေပါတယ်လို့ကျွန်တော်ကပြောချင်ပါတယ်နောက်တစ်ခုကတော့ဒါတော့နောက်ဆုံးအချက်ပေါ့နော်ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲ self esteem နှိမ့်ကြရဆိုတာအကြောင်းတွေအမျိုးမျိုးရှိနိုင်တယ်ပေါ့နော်တချို့သူတွေအတွက်ဒီ negative experience တွေကြောင့်ဒီလိုမျိုး self esteem နှိမ့်ကြတာဖြစ်နိုင်တယ်လို့အဲ့လိုမျိုးtraumatic event တွေကြောင့် self esteem နှိမ့်ကြလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာအရန်ကိုဆိုးရတဲ့အခြေအနေတွေကြုံခဲ့ဘူးတဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေဆိုရင်တော့ရှေ့ကပြောခဲ့တဲ့နည်းတွေကသူ့အတွက်အများကြီးတက်ရောက်ရှင်မှာတက်ရောက်လိမ့်မယ်ပေါ့နော်အဲ့ဒီနည်းတွေလုံနေပေမဲ့လည်းသူ့အတွက်ဘယ်လိုပြောရမလဲအရင်ထိရောက်မှုရှိချင်မှရှိမယ်ပေါ့နော်အဲ့လိုလူတွေဆိုရင်တော့ကျွန်တော်တို့ professional support လို့အဲ့လိုရှင် counseling တွေပဲဖြစ်ဖြစ်အဲ့လိုမျိုး therapy တွေပဲဖြစ်ဖြစ်ပေါ့ယူလိုက်တာတော့အကောင်းဆုံးပါပဲဒါကအခုနားထောင်နေတဲ့သူတွေထဲမှာတော့အဲ့လိုလူတွေတော့ပါမယ်တော့မထင်ဘူးပေါ့နော် counseling ယူတာကိုအဲ့လိုမျိုးမကောင်းတဲ့အရာတစ်ခုအနေနဲ့တော့မြင်မယ်တော့မထင်ဘူးဗျဘာလို့လဲဆိုတော့လူငယ်တော်တော်များများကတော့ဒီဟာနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ counseling လိုအပ်ရင် counseling ယူဖို့လိုပါတယ်အဲ့လို counseling ယူခြင်းအပြင်ကျွန်တော်တို့အတိတ်မှာပေါ့နော်ကြုံခဲ့တဲ့အဲ့လိုမျိုးကိုယ့်ရဲ့ trauma တွေကိုပြန်ပြီးတော့ healing လုပ်နိုင်တယ်ပေါ့နော်သူတို့ကိုဒီပြောပြခြင်းအပြင်ဒီလိုသူတို့နဲ့ဆွေးနွေးခြင်းအပြင်ကျွန်တော်တို့တွေအရင်တုန်းကကြုံခဲ့တဲ့ negative experience တွေအပေါ်မှာကျွန်တော်တို့ပြန်ပြီးတော့မှကုစားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့therapy တွေလိုအပ်ရင် therapy တွေယူပါ counseling တွေလိုအပ်ရင် counseling တွေယူပါပေါ့နော်ဒါကတော့ self esteem မြင့်ဖို့အတွက်နောက်ဆုံးအချက်ပေါ့နော်ရှေ့ကပြောခဲ့တဲ့နည်းတွေမှာမရဘူးဆိုရင်လိုအပ်လို့ရှိရင်ကျွန်တော်တို့ professional တွေရဲ့support တွေကိုယူဖို့လည်းလိုအပ်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ဆိုတော့ self esteem မြင့်အောင်ကျွန်တော်မြင့်တင်နေဆိုတော့ကချက်ချင်းပေါ့နော်ဒီလေ့ကျင့်ခန်းတွေလောက်လိုက်လို့ချက်ချင်းအဲ့လိုမျိုးထိုးတက်သွားတာမဟုတ်ဘူးပေါ့နော်တဖြည်းဖြည်းချင်းနဲ့မှကျွန်တော်တို့အလေးအကျင့်တစ်ခုလိုပဲတိဆောက်ယူရတဲ့အရာမျိုးပေါ့နော်ကျွန်တော်တို့တွေတဖြည်းဖြည်းချင်းနဲ့မှကိုယ့်ကိုပိုကောင်းတဲ့သူတယောက်ဖြစ်လာအောင်ကြိုးစားရင်းနဲ့မှတန်မိုးထားမှုကိုယ့်ကိုလေးစားမှုတွေကတက်လာတယ်ပေါ့နော်ဆိုတော့ဒီအရာက gradually ပေါ့နော်တဖြည်းဖြည်းချင်းဖြစ်သွားတဲ့အရာမျိုးဖြစ်ပါတယ်ဒီလိုမျိုး self esteem မြင့်အောင်လုပ်တဲ့နေရာမှာဒီ self awareness လို့ခေါ်တဲ့ကိုယ့်ကို
တတိရှိခြင်းပေါ့နော်တတိရှိခြင်းလည်းကျွန်တော်တို့ပါဝင်ပါမယ်ဒီအရာတွေလည်းဖြတ်တန်းရမယ်ပေါ့နော်ပြီးတော့ကိုယ့်ကိုယ် self confession ပေါ့နော်ကိုယ့်ကိုယ်ကိုဂရုဏာထားရမယ်အရင်တော့ကိုယ့်ကိုယ်အဲ့လိုမျိုးတန်းတန်းပေါ့နော်ဆက်ဆံတတ်တယ်ကိုယ့်ကိုယ်ပြောတဲ့စကားတွေကအဲ့လိုမျိုးအရင်ကြမ်းတမ်းနေရဆိုလို့ရှိရင်အခုချိန်မှာကျွန်တော်တို့တွေကဂရုဏာနဲ့ပြောဖို့လိုတယ်ချင်းချင်းနာနာပြန်ပြီးတော့ပြောဖို့လိုတယ်ပေါ့နော်ဒါမျိုးလေးတွေလုပ်ခြင်းအပြင်ကျွန်တော်တို့ service team ကိုတပြေးပြေးချင်းနဲ့မြင့်တင်လာနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့နေ့စဉ်ပြုလုပ်တဲ့ဒီ small daily efforts ပေါ့နော်နေ့စဉ်ပြုလုပ်တဲ့ကျွန်တော်တို့အလုပ်သေးသေးလေးတွေကရေရှည်မှာပေါ့နော်ကျွန်တော်တို့ရဲ့ confidence ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုတိုးတက်လာစေတယ်ကျွန်တော်တို့ရဲ့ကိုယ့်ကိုယ်လေးစားမှုနဲ့ကိုယ့်ကိုယ်တန်ဖိုးထားစိတ်တွေကိုတိုးတက်လာစေပါတယ်ဒါလေးကိုပြောချင်တာပေါ့နော်ဆိုတော့ final အနေနဲ့ပြောချင်တာကတော့ကိုယ့်ကိုယ်ယုံကြည်မှုရှိပါပေါ့နော်ဒီလိုမျိုးဒီရှေ့ကပြောခဲ့တဲ့အလေးချင်းတွေကိုလည်းကျွန်တော်တို့ကိုယ့်ကိုယ်ယုံကြည်မှုရှိနဲ့လုပ်ပါပြီးတော့ small step ပေါ့နော် baby step လေးတွေကနေပြီးတော့စလောက်ခါစားမှလို့အများကြီးလုံးနိုင်ဖို့အရင်မကြိုးစားနဲ့ပေါ့နော်တဖြည်းဖြည်းချင်းမှကျွန်တော်တို့အဲ့လိုတေးသေးလေးလုပ်ရင်းနဲ့မှအဲ့လိုမျိုးကိုယ့်ကိုပြောင်းလဲပါလို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကိုပြောင်းလဲသွားတဲ့အခါကိုတိုးတက်သွားတဲ့အခါကိုယ့်ရဲ့တိုးတက်မှုအပေါ်မှာလည်း appreciate လုပ်ပါပေါ့နော်ဒီချက်လေးကိုကျွန်တော် final message အနေနဲ့ပြောပြပေးချင်ပါတယ်ဆိုတော့ video လေးကတော့နည်းနည်းတော့ရှည်သွားမယ်ထင်တယ်ပေါ့နော် presentation လေးနဲ့ကျွန်တော်တေချာပြောပြပေးတာဆိုတော့ဘာဖြစ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်အခု video လေးကိုသဘောကျရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like share and subscribe လေးလုပ်ရှင်အပြင်support ပေးလို့ရပါတယ်ပြီးတော့ကျွန်တော်နဲ့အတူတူလိုမျိုးဆွေးနွေးခြင်းတဲ့အချက်ကလေးတွေရှိလို့ရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကိုဒီလိုမျိုးဆက်လုပ်ရှင်တဲ့အဲ့လို topic လေးတွေပေါ့နော်အကြောင်းအရာလေးတွေကျွန်တော်ကိုဖြည့်ပေးစေခြင်းတဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်ကျွန်တော်ပြန်ပြီးတော့ဒီအရာလေးတွေကိုဗီဒီယိုလေးတွေနဲ့ပေးပါမယ်ဆိုတော့အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျဘိုင်ဘိုင်ပါ